တစ်ချိန်ကဆက်လက်ကိုဘယ်လောက်ထိဆွဲလန်းဘူးလဲဆိုတာပြပြမယ်ကျွန်တော်တို့သူငယ်ချင်းတို့ပေါ့နော်ကျွန်တော်တို့ကကြောက်တွင်းဆင်းတယ်ပြီးတော့ကုမ္ပဏီတွေအများစုမှာလုပ်တယ်ကျွန်တော်ကအမေရတော်ဆုံးရောက်တယ်လေအဲ့ဒါဆိုတော့တောထဲမှာကိုရဲ့စိတ်ခါတစ်ပတ်မှတစ်ခါလာတယ်လေကျွန်တော်တို့ဒီကြောက်တွင်းအဖွဲ့တွေတို့တွင်းအဖွဲ့တွေဆိုရိတ်ခါမြို့ကနေအဝေးကနေလာရတာဆိုတော့ကြားတယ်တစ်ပတ်ကိုတစ်ခါလာတာပေါ့စလိတ်တွေဆိုရင်အကျန်းတွေရောအနှုတွေရောအနှုဆိုရင်ကာတွန်လိုက်အကျန်းဆိုရင်အစီလိုက်အထုတ်လေလို့လေအများကြီးယူလာတာအကုန်လုံးကစလိတ်တောက်တဲ့လူတွေဆိုတော့စလိတ်ကခဏလေးကုံရောစလိတ်ကိုစလိတ်ပေါ်တော့တောက်တယ်ပေါ့တောက်ပြီဆိုရင်နည်းနည်းလေးဖင်စီကန်မကတ်ခင်ပြစ်ပလိုက်ပြီဖင်စီကန်တစ်စိမ့်မလောင်ခင်ပြစ်ပလိုက်ပြီတကယ်တမ်းကျတော့တောက်ရင်လည်းရိတ်ခါအလင်းမမီတော့လာမယ့်ရက်ကအကြောင်းမျိုးကြောင့်နောက်ကျသွားပြီဆိုရင်စလိတ်ကငက်ရောကုန်ပြီအဲ့ဒါဆိုဘယ်လိုလုပ်လဲသိလားစလိတ်သမားတွေလေကျွန်တော်ဘဝတွေတနာဖို့ကောင်းတယ်ကိုပြစ်ထားတဲ့စလိတ်တွေကိုပြန်လိုက်ရှာရတယ်စလိတ်ဖင်စီကန်လွန်တာတော့တချို့ကကျတော့အရမ်းမတူခင်ပြစ်ထားရရှိတယ်အဲ့လိုစလိတ်တွေရှာပြီးမှပြန်တောက်ရတယ်ဗျို့စလိတ်ကမတောက်ရမနေနိုင်အောင်ဆွဲလန်းခဲ့ဘူးပါတယ်ဒီခါလေးကျရင်စလိတ်တွေကိုလေဘယ်လိုလုပ်ကြလဲဆိုတော့တငယ်ချင်းတွေဟဲ့အောင်ကြီးငါတို့တော်ရဲလေးရောက်တာဆိုစလိတ်တွေအဲ့ဒီဖင်စီကန်နဲ့ကတ်တဲ့စလိတ်တွေကိုယူစာရွက်ကိုဖြန့်ပြီးစလိတ်ခွန်လေးကိုလောင်းချပြီးတော့စလိတ်ကိုပြန်လိမ့်မှာစက္ကူနဲ့လိမ့်ပြီးအဲ့လိုတောက်ရတာတကယ်အဲ့လောက်ထိကိုစလိတ်ကိုဆွဲလန်းပြီးမှမတောက်ရမနေနိုင်အောင်ဖြစ်ခဲ့တယ်ကနာမငြိမ်ဖြစ်ခဲ့တယ်စလိတ်အရန်တောက်ချင်းလေးအဲ့ဒီစလိတ်အရန်ရှာရတယ်ဒုက္ခတွေ့လားမိချစ်ဆိုအများအားဆောင်ထားရတယ်စလိတ်ကိုအဲ့လောက်ကိုဆွဲလန်းခဲ့တာဒါပေမဲ့ရအောင်ဖြတ်ခဲ့ပါတယ်ခုကျွန်တော်ရဲ့ပုံစံနဲ့ကြည့်လိုက်အဖတ်တော့တုံးထားတယ်ဒါပေမဲ့စလိတ်အရင်တော့တောက်ထားတဲ့ရုပ်နဲ့ပုံစံနဲ့မတူတော့နည်းနည်းပိုကြီးမှနုပြိုလာတယ်လို့ပြောလို့ရတယ်ဗျဒါကတော့အမှန်တရားစလိတ်ကိုအဲ့လောက်ကိုကျွန်တော်ကတစ်ချိန်ကြိုက်ခဲ့ပါတယ်